ဇလန်းလေးကတော့ဟင်နရီဆိုတဲ့လူတစ်ယောက်လမ်းတရားတိုးဂိတ်တစ်ခုမှာတယောက်တည်းညဆိုင်လှုပ်လှုပ်ရင်းပြင်းရင်ညီးငွေ့စရာကောင်းတဲ့ညတွေကိုဖျက်ဆီးနေရတာနဲ့စတင်ထားပါတယ်။မနက်လင်းလို့အိမ်ပြန်ရောက်ရင်တော့သူ့ဇနီးဓက်ဘီကမနက်စာနဲ့စီးကြိုတက်ပြီးကလေးယူဖို့ကိစ္စတွေပြောလေးရှိပါတယ်။တရက်မှာတော့ဓက်ဘီကဟင်နရီကိုရှင်ကျမကိုချစ်သေးရဲ့လားဆိုပြီးတိုးတိုးလေးမေးရှာပါတယ်။ဟင်နရီပြန်ဖြေဖို့တောင်အချိန်မရလိုက်ပါဘူး။အိမ်ရှိကဘယ်တီးတန်ထွက်လာပါတယ်။တကားဖွင့်လိုက်တော့သူ့တငယ်ချင်းအက်ဒီနဲ့အတူအခြေအနေမဟန်ပဲအန်ဖက်တွေနဲ့ပေးပွားနေတဲ့ဂျိုးလိုရောက်နေတာပါနတ်မလေးဓက်ဘီကတော့စိတ်ကောင်းရှိသူပြီးဂျိုးကိုအိမ်ထဲခေါ်ပြီးပြုစုပေးတာပေါ့အဲ့ဒီအချိန်မှာအက်ဒီကဒီနေ့ဘတ်စကတ်ဘောပွဲရှိတယ်ဆိုပြီးဟင်နရီကိုလိန်ညာပြီးခေါ်ထုတ်ပါတယ်ဂျိုးကကစားနိုင်တဲ့အခြေအနေမှာမရှိတော့တာမို့ဟင်နရီကိုသူ့အစားဝင်ကစားပေးဖို့တိုက်တွန်းတာပေါ့ဟင်နရီကလည်းစိတ်ပျော့ပြီးညင်ရခတ်တဲ့လူစားမျိုးဆိုတော့လိုက်သွားမိပါတယ်ကားမောင်းရင်းနဲ့ပွဲကဘယ်မှာလဲလို့ဟင်နရီကမေးတော့အက်ဒီကမဝေးပါဘူးလို့ပြန်ဖြေပြီးဘန်တစ်ခုရှိမှကားရက်ခိုင်းပါတယ်မုံခဏသွားဝယ်မလို့ဆက်မတက်နဲ့အုပ်လို့ပြောပြီးဆင်းသွားတာနဲ့အက်ဒီနဲ့သူ့လူတွေကမျက်နှာဖုံးတွေစော့တနက်တွေထုတ်ပြီးဘန်ကိုဝင်စီးပါလေရောတကယ်တော့ကားကိုဝိုင်းရကျိုးတွေနဲ့ဆက်နိုးထားတာကအစတန်တရားဖြစ်စရာတွေအများကြီးရှိပေမဲ့ဦးကြောင်ဟင်နရီကတော့ဘာမှတတိမထားမိပဲကားထဲမှာထိုင်ဆောင်နေတာပါခဏနေတော့လုံခြုံရေးဝန်ထမ်းကကားထဲမှာဂျာစီဝတ်ထားတဲ့ဟင်နရီကိုမြင်သွားပြီးဓပြအဖွဲ့ဝင်လို့ထင်သွားပါတော့တယ်။ရဲတွေကဖမ်းဆီးပြီးတရားခံတွေကိုဖော်ခိုင်းပေမဲ့ဟင်နရီဟာသူ့ဘဝကိုဖျက်ဆီးလိုက်တဲ့တငယ်ချင်းတွေကိုတစ္ဆာဆောင်သိပြီးနှုတ်ဆက်နေခဲ့ပါတယ်။